ခုကခင်ဗျာစက်ကြီးထဲမှာပြကျင်တယ်ဒါပေမဲ့တာဂီတာစေးကနေကျွန်တော်မသိသလို ရတယ်ကျွန်တော်ပဲကျွန်တော်ကားပြင်မှာကျွန်တော်အိမ်နာစေးကနေကျွန်တော်အများကြီးပဲ ပြီးတော့ဒီလိုဆိုခင်ဗျာကျွန်တော်ရောက်ချစ်သွားတယ်လို့ယူဆတယ်ဘာပဲဖြစ်လို့ပါဗျာထားဗျာဒီလေးကပြောင်းလို့မယ်ဆိုရင်ကျွန်တော်ဒီမှာပြလိုက်ပါကျွန်တော်စေးဘူးရောနောက်နေ့စေးဘူးပေးခဲ့မယ်ဒီမှာတာဂီတာမှာသွားဖို့ကြတော့ကျွန်တော်လည်းမလိုက်နိုင်ဘူး ခင်ဗျားကိုခေါ်နေလားကျွန်တော် မခေါ်တာမဟုတ်ပေမဲ့ခင်ဗျာကျွန်တော်မှတောင်ရှိကိုလုတ်ပေးတဲ့နေဆိုရင်လူလိုက်ချင်လိုက်မလိုက်ချင်ပတ်စံပေးရင်ပေးလေဒါပေမဲ့ကျွန်တော်ဒီကအတိကျွန်တော်ရဲ့ တတိကားတို့ဘာလို့ပေးလိုက် ကျွန်တော်အတိစေကန်းကိုကျွန်တော်ခေါ်ရမယ်ဒီကကျွန်တော်ပတ်စံရတယ် တတိကားတို့ဘာလို့ပေးလိုက်ခင်ဗျားပြောတယ်လို့ပဲကိုမကိုဘိုက်ကိုပဲပြန်ပြလိုက်တော့မယ်ပြီးပြီကျွန် ဒါ တော် ပေမဲ့အဲ့ဒီထီကိုကျွန်တော်လိုက်ဖို့အချိန်မရှိသလိုတက္ကစီဘိုးလည်းအပေါ်လည်းမရှိဘူးဒီကကျွန်တော်အတိစေကန်းမှာခင်ဗျာဖြတ်ရင်တော့လိုက်ပြပေးမယ်နောက်နေ့စေကန်းကလည်းပေးခဲ့မယ် ပေးဖို့တော့မှပဲပြောနေတယ်ဆို မငြင်းဘူးဒီကစေကန်းကိုဒီနေ့တော့ကနောက်နေ့တော့ကျွန်တော်ပတ်စံပေးခဲ့မယ်ခင်ဗျာလိုက်ပြပါခင်ဗျာဒဏ်ရာဖြစ်တဲ့တေးကြတယ်ဆိုရင်ခင်ဗျာကြိုက်တယ်လို့ယူဟိုဘက်ကတော့တက္ကစီကတော့ကျွန်တော်ပတ်စံအပေါ်မပါဘူးဗျကားတော့မောင်းလာပြီးတော့ကျွန်တော်ပြန်ရမှာရှိရယ် အဲ့လိုသွား ပုံမှန်အချိန်ရရင်ခင်ဗျာတက်ကြက်ကျွန်တော်လိုက်ပို့လိုက်လို့တော့ရတယ် ရခင်ဗျာပြန်တော့ရ အဲ့ဒါဆိုရင်ခင်ဗျာသဘောတူတာတော့ခင်ဗျာကျွန်တော်ပြန်ခိုင်းတာ ခင်ဗျာတတိကားလည်းမပေးနိုင်ဘူးကိုမလည်းသေးကန်းလည်းလိုက်မပြမနိုင်ဘူးဒါခင်ဗျာဘက်ကပြောနေ ကျွန်တော်ဘက်ကပြောတာခင်ဗျားကိုစေကန်းမှာမဟုတ်ဘူးဘယ်စေကန်းဆိုပြရင်ပျောက်ပါပဲလေကျွန်တော်အချိန်မရှိပတ်စံမပို့လို့ဒီနာစေကန်းမှာပြပေးမယ်လိုက်ခဲ့ပါပြောတော့ခင်ဗျားမပြဘူးပြောတာလေဘာဖြစ်လို့တော့ဘာခက်ခဲရှိလို့တော့ဒီမှာစေကန်းပြပေးပြီးနောက်တစ်ရက်ပတ်စံပေးခဲ့မယ်လို့ကျွန်တော်ပြောတယ်ဒါပေမဲ့ခင်ဗျားလက်မခံဘူးဟိုပြောကြတော့တက္ကစီကလည်းကျွန်တော်မပေးနိုင်ဘူးလေတက္ကစီကတွေကအသွား2000ပြန်2000လောက်ရှိတာပြီးတော့ဒီကတက္ကစီဆေးတော့တက္ကစီကိုလိုက်ပြီးတော့ခုလို့မဖြစ်ဘူးဒီမှာရှိတဲ့စေကန်းတွေစေုံရှိမှာစေကန်းတွေအများကြီးပဲအဲ့ဒါကျွန်တော်ပြောတာတရားမကြဘူးလားတရားလေးမကြဘူးလားဒီကစေကန်းမှာခုပေးမယ်ပြီးရနောက်မှာနောက်နေ့အတွက်ပတ်စံပေးခဲ့မယ်